ရက်အနေငယ်ကြာတော့ကကျွန်တော်တို့မိသားစုအားလုံးရေရေမောမောနဲ့အတူရှိနေခဲ့ကြပေမဲ့အခုတော့နေတိုင်းဒေသအသီးသီးကအပူချိန်ကျဆင်းမှုသတင်းတွေကိုပဲအမြဲစောင့်ကြည့်နေရတဲ့တလအတွင်းအပြင်ဘက်အပူချိန်ကအနှုတ်40 degree centigrade ထိကျဆင်းသွားခဲ့တယ်ဒီအပူချိန်ကဘယ်လောက်ကြောက်စရာကောင်းလဲဆိုရင်အပြင်မှာနာရီနေငယ်လောက်သာနေရင်တောင်အေးခဲပြီးကိုမထိန်နိုင်တော့တဲ့အထိဖြစ်သွားနိုင်တယ်အခုဆိုရင်အင်ကြီးရဲ့တတိယထပ်အိတ်ခမ်းမှာနေလို့မရတော့ဘူး10မိနစ်လောက်ပဲနေရင်တောင်ချမ်းလွန်းလို့တုံနေပြီးကျွန်တော်တို့တိုင်ပင်ပြီးအပေါ်ထက်ကပစ္စည်းတွေအားလုံးကိုပထမထပ်ကိုရွှေ့လိုက်တဲ့ကြံနေတဲ့ရိတ်ခါကလည်းတလားလောက်တော့လုံလောက်အောင်မယ်နောက်တစ်နေ့မှာတော့မနေ့ကထပ်တောင်ပိုအေးလာပြီးအပြင်ဘက်အပူချိန်ကအနှုတ်50 degree ထိကျသွားတယ်အိမ်ယာတွေကလူတော်တော်များများကခိုးလုံရေးစခန်းကိုထွက်သွားကြပြီးဒါပေမဲ့အရင်ကကျွန်တော်ကူညီခဲ့တဲ့မိသားစုကတော့မသွားသေးဘူးထင်တယ်သူတို့ကထပ်ပြီးစားပို့လာတဲ့လူကောင်းကြီးကျွန်တော်တို့ကိုကယ်ပါဦးအိမ်မှာစားစရာကုန်တော့မယ်ကလေးကမစားရရင်တေးလိုက်မယ်အဲ့ဒီစာကိုအမေမြင်သွားတယ်ချမ်းချစ်ဒီလိုတော့မလုပ်တင်ဘူးသူတို့အိမ်မှာလည်းကလေးရှိတယ်လေအမေစိတ်ကိုကျွန်တော်နားလဲတယ်ဒါပေမဲ့သူတို့ကပထမဆုံးတောင်းတာမဟုတ်ဘူးဆိုတာကိုကျွန်တော်ရှင်းပြလိုက်တော့အမေလည်းတိတ်သွားတယ်အဖေကကိုယ့်ဘာသာဒုက္ခမရှာနဲ့အခုလိုအချိန်မှာငါတို့စီမှာရိတ်ခါအများကြီးရှိတာလူတီးသွားရင်ပြဿနာကြီးဖြစ်လာလိမ့်မယ်လို့ပြောလိုက်တယ်အဖေပါဒီလိုပြောလိုက်တော့အမေလည်းဘာမှမပြောတော့ပဲခေါင်းငုံလိုက်တယ်အမေရဲ့စိတ်မကောင်းဖြစ်နေတာကိုကျွန်တော်မြင်ရတယ်အမေအခုအပြင်ကအရန်အေးတယ်ကျွန်တော်လည်းမထွက်ချင်ဘူးဒါပေမဲ့အမှန်တိုင်းပြောရရင်အပြင်မှာစားစရာတော့ဝယ်လို့ရသေးတယ်သွားဝယ်ချင်တဲ့သူရှိမရှိပဲကွာတာပါဒီလိုနဲ့ကျွန်တော်တို့အိမ်ထဲမှာနောက်ထပ်ရက်ပေါင်း15ရက်ကျော်လောက်နေခဲ့ကြတယ်အဲ့ဒီမိသားစုလည်းနောက်ထပ်စာမပိုးတော့ဘူးခိုးလုံရေးစခန်းကိုရောက်သွားပြီလားဒါမှမဟုတ်မတောင့်ခံနိုင်တော့လို့တခုခုဖြစ်သွားပြီလားတော့မသိဘူးကျွန်တော်လည်းဒီကိစ္စကိုတဖြည်းဖြည်းမေ့သွားတယ်အဲ့ဒီအချိန်မှာအပြင်ဘက်အပူချိန်ကအနှုတ်60 degree အထိရောက်နေပြအိမ်ယာအုပ်စုထဲမှာနေတိုင်းအကူအညီတောင်းတဲ့စာတွေပဲတက်လာတယ်နောက်ပိုင်းမှာတော့ပတ်စံရှိရင်တောင်စားစရာဝယ်မရတော့ဘူးကျွန်တော်နားထားတဲ့အိမ်ကချမ်းသာတဲ့ရက်ွက်ထဲမှာဆိုတော့တချို့ကစံတအိတ်အတွက်ကားတစ်စီးနဲ့တောင်လဲချင်ကြတယ်ဒါပေမဲ့ဘယ်သူမှစိတ်မဝင်စားကြတော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့စုထားတဲ့ရိတ်ခါကလည်းနောက်ထပ်15ရက်စာပဲကျန်တော့တယ်အဲ့ဒီနောက်မှာတော့မြေအောက်ခန်းကိုမဖြစ်မနေပြောင်းရတော့မယ်အပေါ်ထပ်မှာလေးပေးဆက်ဖွင့်ထားတာတောင်အခန်းပူချိန်က16 degree ပဲရှိတော့တယ်အပူပေးစနစ်ကလည်းတဖြည်းဖြည်းအားနည်းလာတဲ့အိမ်တိုင်းလိုစားစရာပြက်လက်မှုနဲ့ကြုံလာကြတယ်နောက်ဆုံးတော့အိမ်ယာတွေကလူတွေပါခိုလုံရေးစခန်းကိုတွားဖို့ပြင်ဆင်လာကြတယ်ဒါပေမဲ့မကြခင်မှာ message တစ်ခုတက်လာတယ်ခိုလုံရေးစခန်းတကားပိတ်သွားပြီးအိမ်ယာတွေကလူတစ်ယောက်ကတော့ခတ်ထားတဲ့ကုန်တိုက်ပုံကိုတင်လိုက်တယ်ဘာဖြစ်တာလဲမြို့တစ်မြို့လုံးပတ်ရှာပြီးဘယ်ခိုလုံရေးစခန်းမှမဖွင့်တော့ဘူးစီတောင်ကုန်တော့မယ်နောက်တစ်ယောက်ကအတန်ဖိုင်ပို့ပြီးဒေါသတကြီးဆဲဆူနေတယ်ကျွန်တော်ဖွင့်ကြည့်လိုက်တော့ခိုလုံရေးစခန်းအဖြစ်သတ်မှတ်ထားတဲ့ကုန်တိုက်ဒုတိယထပ်မှာလူတွေပြည့်ကျက်နေတယ်ဒါပေမဲ့တကားတွေအကုန်တောက်ခတ်ထားပြီးသားခိုလုံရေးစခန်းကလူပြည့်သွားလို့ဘသူကမှထက်လက်မခံတော့ဘူးကျွန်တော်ဖုန်းကြည့်နေတော့ရုတ်တရက်ဝုန်းဆိုတဲ့အတန်ကြီးထွက်လာလို့အားလုံးလန့်သွားကြတယ်အတန်လာတဲ့ဘက်ကိုကြည့်လိုက်တော့အိမ်ဘေးကခိုလုံရေးစခန်းဖြစ်တဲ့ကုန်တိုက်ရဲ့မှန်ကြီးတွေရိုက်ခွဲခံလိုက်ရပြီးတချို့ကကားနဲ့ရဲကားကိုတော့ဝင်တိုက်ကြတယ်ကားပြတ်သွားတော့ခြေလျင်နဲ့မြေအောက်ကားရဲ့နားရကိုပြေးဆင်းသွားကြတယ်အခြေအနေတစ်ခုလုံးကစင်ကလေးဖြစ်သွားတယ်အဲ့ဒီအချိန်ဒိုင်းဆိုတဲ့တနက်တန်ထွက်လာတယ်တယောက်တနက်ပြစ်လိုက်တာပဲအဖေကချက်ချင်းတင်းပေါက်လိုက်ကားကိုပိတ်လိုက်တဲ့အောက်မှာဘာဖြစ်နေမှန်းတောင်ကျွန်တော်တေချာမမြင်လိုက်ရဘူးတညာလေးနဲ့ကဘာကြီးလုံးဝပြောင်းလဲသွားခဲ့တယ်ကြောက်စရာအကောင်းဆုံးကတဘာဝပြီးမဟုတ်ဘူးလူစိတ်ပဲဥပဒေမရှိတော့တဲ့ကဘာပြတက်ကက်ထဲမှာလူတွေဘယ်လောက်အထိယူသွနိုင်မလဲဆိုတာစဉ်းစားတော့မကြည့်ရတော့ဘူးအဲ့ဒီအချိန်မှာအမေကအိမ်ယာအုပ်စုတွေကစာတွေကိုမြန်မြန်ကြည့်လိုက်လို့ပြောလာတယ်ကျွန်တော်ဖုန်းကိုဖွင့်ကြည့်လိုက်တော့ဒီအိမ်မှာရိတ်ခါတွေအများကြီးရှိတယ်အရင်တုန်းကကျွန်တော်တို့သွားတောင်းတော့တခုမှမပေးဘူးအခုလိုချိန်မှာတော့အားလုံးစီလုံးပြီးသူတို့အိမ်ကရိတ်ခါတွေကိုသွားယူကြရအောင်ဒီလိုတကူကောင်းဆန်တဲ့လူတွေဘာလို့ကောင်းကောင်းမွန်မွန်အသက်ရှင်နေရတာလဲဆိုတဲ့စာကိုတွေ့လိုက်ရတယ်အဲ့ဒီစာရေးထားတာကအရင်တုန်းကကျွန်တော်ကူညီခဲ့တဲ့မိသားစု3ယောက်ပဲကျွန်တော်ရင်ထဲမှာအေးဆက်သွားတယ်အရင်တုန်းကသူတို့ကိုကျွန်တော်ကူညီခဲ့တဲ့နောက်ပိုင်းမကူညီတော့ရုံနဲ့ဒီလိုကျေးဇူးကမ်းပြီးတစ္ဆာဖောက်လိုက်မယ်လို့မထင်ခဲ့ဘူးထပ်မဆောင်တော့နဲ့အပေါ်ထက်ကပစ္စည်းတွေကိုသူတို့ထားခဲ့လိုက်ခီကိုဖွင့်ထားလေးပေးဆက်ကိုပိတ်ပြီးဝင်းမုတ်ကိုယူခဲ့အခုချက်ချင်းမြေအောက်ခန်းကိုဆင်းကြမယ်အဖေနဲ့အမေကတယောက်ကိုတယောက်ကြည့်လိုက်ပြီးလိုအပ်တာလေးတွေအမြန်သိမ်းဆီးလိုက်ကြတယ်ကျွန်တော်လည်းမြေအောက်ပထမထက်ကိုအမြန်ဆင်းသွားလိုက်တယ်အပြင်မှာတော့လူတွေကတကားကိုစတင်ရိုက်ခတ်နေကြပြီးတနက်တန်တောင်ကြအားနေရတယ်ကျွန်တော်ကပောက်ကွဲတန်ခံလုံခြုံရေးတကား3ထပ်လုံးကိုတောက်ခတ်လိုက်တဲ့အဖေနဲ့မေကအန်အော်ဘီကြည့်နေကြတယ်ဒီတကားကိုလက်ပစ်ပုံးနဲ့တောင်ဖွင့်လို့ရမယ်မထင်ဘူးလို့အဖေပြောတော့ကျွန်တော်လည်းပြုံးလိုက်မိတယ်မြေအောက်ခန်းကိုရောက်လာတော့အပူချိန်ကအပေါ်ထက်နဲ့လုံးဝမတူဘူးနည်းနည်းအေးပေမဲ့မြေအောက်ခန်းရဲ့တဘာဝအေးမြမှုမျိုးပဲရှိပြီးအေးခဲလောက်တဲ့အေးမျိုးမဟုတ်ဘူးဒီအဖြစ်ပြက်ကနေကျွန်တော်သဘောပေါက်သွားတာကလူတဘာဝဟာဘယ်လောက်ထိဆိုးရုံနိုင်နေဆိုတာပဲအပေါ်ထက်မှာနေလို့ရသေးပေမဲ့အခုတော့လုံးဝမဖြစ်နိုင်တော့ဘူးမြေအောက်ပထမထပ်နဲ့ဒုတိယထပ်ကိုရိတ်ခါတူလောင်ဖို့တုံးထားပြီးတတိယထက်ကသာကျွန်တော်တို့နေထိုင်ဖို့ပြင်ဆင်ထားတာမြေအောက်တတိယထပ်ကိုရောက်တော့အခန်း6ခန်းရှိတယ်၄ခန်းကရိတ်ခါတူလောင်ခန်းကျန်တဲ့ခန်းကအိတ်ခန်းတစ်ခုလုံးနဲ့ပစ္စည်းတွေနဲ့ပြည့်နေပြီးမိဖို့ချောင်မလောင်ချက်ပြုတ်ဖို့နေရာချန်ထားပြီးကျန်တဲ့နေရာတွေမှာစံကြုံမုံနဲ့စားစရာတွေအပြည့်တူလောင်ထားတဲ့မြေအောက်တတိယထက်ကတကယ်ကိုအနွေးဆုံးနေရာပဲကျွန်တော်ကြိုတင်လုပ်ထားတဲ့ကာကွယ်ရေးစီစဉ်တွေနဲ့ပေါင်းလိုက်တော့ဒီနေရာကစောင်းရသည်မဟုတ်ပဲစောင်းဦးရသည်လို့တက်တောင့်တက်တာဖြစ်နေတယ်ဒီနေ့တော့ခောက်ဆွဲ6ပဲစားရတော့မယ်လက်ဆက်တဲ့ဟင်းဒီဟင်းရွက်နဲ့အသီးနှံတွေကအပေါ်ထပ်မှာကြံခဲ့ပြီးခကြီးကိုဖွင့်ကြည့်လိုက်တော့အင်းရှိတကားဖြစ်စီးခံထားရပြီးအပေါ်ထပ်မှာလူတွေပြည့်နေတယ်တချို့ကတူကင်ထားတယ်တချို့ကပစိန်ကင်ထားတယ်သူတို့ကအပေါ်ထပ်မှာကြံနေတဲ့ရိတ်ခါတွေကိုလူရက်ပြီးအချင်းချင်းရန်ဖြစ်နေကြတယ်ကျွန်တော်ကိုတစ္ဆာဖောက်ခဲ့တဲ့မိသားစုလည်းအဲ့ဒီထဲမှာပါနေတယ်သူတို့ရဲ့ကလေးလည်းလိုက်လာပြီးအဖေဝယ်ထားတဲ့ဟင်းဒီဟင်းရွက်တွေကိုအင်ဂျီထဲခိုးထည့်နေတယ်ကျွန်တော်တို့အတွက်တော့အဲ့ဒီရိတ်ခါတွေမလိုအပ်တော့ပေမဲ့ဒီမြင်ကွင်းကိုကြည့်ရတာဒေါသထွက်စရာကောင်းတယ်အဲ့ဒီအမျိုးသမီးကဒီရိတ်ခါတွေကိုယူလာဖို့ငါပဲလူတိုင်းကိုအကြောင်းကြားခဲ့တာဒါကြောင့်ငါတို့မိသားစုက40ရာခိုင်နှုန်းယူမဲ့ကျန်တဲ့60ရာခိုင်နှုန်းကိုမင်းတို့ဘာသာခွဲယူချက်လို့အော်ပြောတယ်သူကရိတ်ခါတွေကိုတဲဖို့လုပ်နေတော့ကိုလုံးကြီးကြီးလူတစ်ယောက်ကတွန်းလဲလိုက်တယ်ဟေးမိမငါမသိဘူးများထင်နေလားအဲ့ဒီကောင်လေးမိသားစုကမင်းတို့ကိုစေးနဲ့စားစရာလာပို့ပေးခဲ့တာမင်းကတော့သူတို့ကိုပြန်သစ္စာဖောက်တယ်ဒီရိတ်ခါတွေကိုငါတို့တွေ့တာမင်းမရှိလဲငါတို့ရှာတွေ့မှာပဲကျေးဇူးမသိတဲ့လူအဲ့ဒီမိမကအော်ဟင်းကိုကြွေးပေမဲ့သူတို့မိသားစုကလူအုပ်ကို
မရှင်နိုင်ဘူးမကြခင်ပဲသူတို့၃ယောက်လုံးရိုက်နှက်ခံရပြီးမျက်နှာတွေဖူးယောင်သွားတဲ့ရိတ်ခါတစ်ခုမှလည်းမရပဲအချက်တကွဲနဲ့ထွက်ပြေးသွားရတဲ့ကိုပြင်းနဲ့ကိုပဲလို့ကျွန်တော်ခက်တီကိုကြည့်ရင်အေးစစ်စစ်ပြုံးလိုက်မိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတယောက်ကဒီမှာတကားတစ်ချက်ရှိတယ်လို့អော်လိုက်တာကြားလိုက်ရတယ်သူတို့ကကျွန်တော်တို့မြေအောက်ခန်းဝင်ပေါက်ကိုတွေ့သွားပြီးကျွန်တော်စိတ်ထဲမှာမကောင်းတော့ဘူးလို့တွေးလိုက်မိတယ်သူတို့ကပစိန်နဲ့ခုတ်တယ်တူနဲ့ထုတယ်ဒါပေမဲ့တကားကလုံးဝမလုပ်ဘူးကျွန်တော်ကသူတို့လက်လျှော့သွားလိမ့်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ကဘာပြက်ကအောက်မှာအသက်ရှင်ခြင်းတဲ့လူတွေရဲ့စိတ်ဆန္ဒကိုတော့ကျွန်တော်ရှော့တွက်ထားခဲ့မိတယ်